မင်္ဂလာပါမက်လာဟာကရက်ကက်ရာတီဖွားတဲ့အတွက်ကံကောင်းခြင်းများအဝေးကရောက်လာခြင်းနဲ့ဘဝအမြင်သစ်များရရှိမည်လားဖြစ်ပါတယ်မွေးရပါခန်းစားချက်ပြင်းထန်တဲ့ကရက်ကက်တွေဟာဒီလမှာစိတ်သက်ခွန်အားတွေပြန်လည်ပြည့်ဖြိုးလာပါလိမ့်မယ်စီဝါရေးနဲ့အလော့ကိုင်ကန်တာမှာအခွက်လန်းအနေနဲ့နယ်ဝေးပြည်ပသို့မဟုတ်ခရီးသွားလာခြင်းနဲ့ဆက်ဆက်တဲ့အလုပ်တွေမှာအခွက်လန်းကောင်းတွေရလာပါမယ်အစင်းမြင့်ပညာရက်တွေထုတ်ဝေရေးနဲ့ဥပဒေရေးရာနယ်ပယ်ကောက်သူတွေအထူးကံကောင်းပါမယ်ဝန်တန်းများအနေနဲ့လုပ်ငန်းခွင်မှာဆရာသမားကောင်းတွေအကြံပေးကောင်းတွေနဲ့စုံတွေ့ရတတ်ပြီးမိတ်ဆွေရဲ့အရေးအချင်းကိုမြင့်တင်နိုင်မဲ့တင်တန်းတွေတက်ရတတ်ပါတယ်ငွေကြေးအနေနဲ့ငွေအဝင်ကတော့ပုံမှန်ရှိနေမှာပါဒါပေမဲ့ဘာသာရေးအလှူအတန်းသို့မဟုတ်ခရီးသွားလာမှုတွေအတွက်ငွေအများအများသုံးစွဲရတတ်ပါတယ်အချစ်ရေးနဲ့လူမှုရေးကဏ္ဍမှာအချစ်ရေးမှာအလွန်ကြည်နူးစရာကောင်းနေလာပါချစ်သူရှိသူများအတူတူဖျားဖို့ခရီးသွားရလာမျိုးစိတ်ချမ်းသာစရာကိစ္စတွေကြုံရပါမယ်တကိုကြီးသမားများအတွက်တော့လူမှုကွန်ရက်ပေါ်ကနေတဆင့်ဒါမှမဟုတ်ခရီးတစ်ခုခုမှာစိတ်ကူးရန်ဆန်တဲ့အချစ်ရေးတစ်ခုစတင်နိုင်ပါတယ်လူမှုရေးမှာဒီလမှာတင့်ကိုလူအများကလေးစားအားကိုးနေပါလိမ့်မယ်အကြံပေးရလာမျိုးသူတစ်ဝါရဲ့ပြဿနာကိုဖြေရှင်းပေးရလာမျိုးတွေလုပ်ရတတ်ပါတယ်ကျမ်းမာရေးကဏ္ဍမှာကျမ်းမာရေးမှာအစာရဲနဲ့အသေးကိုဂရုစိုက်ပါအစားအသောက်အစိတ်သင့်တာမျိုးဒါမှမဟုတ်အပူအဆက်တွေကြောင့်အစာရင်အောင့်တာမျိုးဖြစ်တတ်ပါတယ်စိတ်ဖိစီးမှုတွေရှိရင်တရားထိုင်ခြင်းကမိတ်ဆွေအကောင်းဆုံးစီပါပညာရေးကဏ္ဍမှာပညာရေးကံအလွန်အမြင့်တက်နေတဲ့လာပါအထူးသဖြင့်ဖွဲ့လွန်တင်တန်းတွေပြည်ပပညာသင်စုတွေရှောက်ထားဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်စာမေးပွဲဖြေဆိုမဲ့သူတွေအတွက်ထူးထူးခြားခြားအမှတ်ကောင်းရမယ်လာမျိုးပါဆောင်ရန်ရှောင်းရန်အနေနဲ့ဆောင်ရန်မှာအဖြူရောင်သို့မဟုတ်ပလဲရောင်ကိုအဆောင်အချစ်သုံးပါလာပြည့်နေ့မှာအထိတ်ထန်ဝင်ခြင်းပတိစိတ်ချင်းများပြုလုပ်ပါရှောင်းရန်မှာစိတ်ကူးရင်လွန်ပြီးလက်တွေ့နဲ့ကင်းကွာသွားတာမျိုးကိုရှောင်ပါအထိတ်ထနာကျင်စရာတွေကိုပြန်တွေးပြီးဝမ်းနည်းမနေပါနဲ့ရရအနေနဲ့တနင်္လာနေ့မနက်ပိုင်းတွင်ဖျား၌နွားနို့သို့မဟုတ်အုံနို့ခောက်ဆွဲကက်လူပါမိခင်သို့မဟုတ်မိခင်ကဲ့သို့ကျေးဇူးရှိသူကိုကတော့ပြီးဆုတောင်းခိုင်းခြင်းကမိတ်ဆွေအတွက်အကြီးမားဆုံးသောရရပါပဲအထူးအကြံပြုချက်ကတော့မလဟာကရကက်ရာတီဖွားတွေအတွက်ဝိညာဉ်ရေးရာနဲ့အတိညာဉ်မြင့်မားမဲ့လာပါမိတ်ဆွေရဲ့ပင်ကိုတိစိတ် intuition ကိုယုံကြည်ပါဒီလမှာမိတ်ဆွေမြင်တဲ့အိတ်မက်တွေကတော့မိတ်ဆွေအတွက်အသိနမိတ်တွေဖြစ်နေတတ်ပါတယ်အစားအစာအရာရာအဆင်ပြေလို့ကိုယ်စိတ်နှပါချမ်းသာချမ်းသာပါစေလို့ဆန္ဒပြုလိုက်ပါတယ်နော်